ဘင်္ဂလားဒေ့ရှ်ရဲ့အင်အားကြီးပါတီတစ်ခုကနေပြီးတော့မှဒီပြောတာပေါ့သူတို့ပြောတာကတော့ဒီရခိုင်ပြည်နယ်အတွင်းမှာပဲရခိုင်မြေပေါ်မှာပေါ့ဒီမွတ်စလင်တွေအတွက်တိကျလွတ်လပ်တဲ့ပြည်နယ်တစ်ခုထူထောင်ပေးဖို့သူတို့စီကပြောလာတာရှိပါတယ်အဲ့ဒါကိုဒီဘင်္ဂလားဒေ့ရှ်ရဲ့အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ဒီဂျာမတ် JLP ပါတီကနေပြီးတော့မှဒီတရုတ်ကွန်မြူနစ်ပါတီ CCP ကကိုယ်စားလှယ်တွေကိုပြောဆိုခဲ့တာပေါ့ဒီပြီးခဲ့တဲ့ဒီဧပြီလ28ရက်နေ့ကဒီဒါကာမှာအဲ့ဒီပါတီတွေရဲ့ကိုယ်စားလှယ်တွေတွေ့ဆုံစဉ်မှာအခုလိုပြောဆိုသွားတာပါဒီကိုယ်စားလှယ်တွေချင်းချင်းပြောဆိုတဲ့အထက်မှာဘာတွေပါလဲဆိုရင်ဒီမြန်မာပြည်ဖက်ကနေဒီဘင်္ဂလားဒေ့ရှ်ထွက်ပြေးလာတဲ့ဒုက္ခတွေတသန်းကျော်ရှိတယ်ပေါ့လေသူတို့ကိုဒီအစားအသောက်အမိုးကာတွေထောက်ပံ့တာအဖြစ်မဟုတ်ဘူးရခိုင်မြေပေါ်မှာသူတို့အတွက်ဒီတီးခြားလွတ်လပ်တဲ့ပြည်နယ်တစ်ခုထူထောင်ပေးဖို့ဆိုပြီးတော့မှပြောတာပေါ့အလားတူပဲဒီလက်ရှိဒီဘင်္ဂလားဒေ့ရှ်ရဲ့အစိုးရဒီဒေါက်တာယူနက်ဟာလည်းသူရောက်တဲ့နေရာတိုင်းမှာဒီမွတ်စလင်တွေအတွက်ရခိုင်မြေပေါ်မှာစစ်ဆောင်တစ်ခုလုပ်ပေးဖို့ပြောဆိုတာရှိပါတယ်